ကိုမဒီအိတ်ကတက်ပြမှာဒီဒါအလွယ်ဆုံးနီးပြီးတော့အမတို့ဒီမှာဒီလိုမျိုးလေးမှတ်ပြီးတော့အမတို့တက်ရုံပဲနောက်တနည်းကျတော့အမတို့တစ်ဖက်မှာအိတ်ကတက်ပြန်ချုပ်ဆိုရင်မှားမှာဆိုလို့အကိုမဒီနီးလေးတိုင်းလိုက်တက်ပေးဟုတ်ပြီနော်အခုဒါလေးကိုဘေးလေးပူလိုက်မယ်တော့မလားထပ်လိုက်ပုံမှန်ချုပ်နေကြအတိုင်းပဲအမတို့အိတ်ကက်ကလေးချုပ်ဖို့အတွက်အပေါက်လေးခြံပြီးတော့ပဲထားခဲ့နော်အဲ့တော့ဒီညရောက်မှာတော့ခြေလေးတုပ်ပြီးလေးကြွားဒါလေးကိုမှာတော့ဘာလို့ခိုင်းမယ်ကြော်ခဲ့မယ်နော်အပေါက်လေးထားခဲ့မယ်အဲ့တော့ဒီညရောက်ပြီးလေးပြန်ချခြေပြန်နေမယ်အဲ့တော့အမှန်တကယ်ဆိုတော့မှာတို့ဒီဟာလေးကိုဓာတ်ဆက်လိုက်ရမှာနော်အဲ့တော့ဓာတ်ဆက်မလိုက်သေးဘူးမှာတို့ဒီတိုင်းပဲသွားလိုက်မယ်ရမဒီနားထိပဲချုပ်လိုက်မယ်ဒီအောက်မှာအမအတော်နဲ့မတက်ကသေးရဖြစ်တဲ့အတွက်အမမချုပ်သေးဘူးဟုတ်ပြီနော်အခုဒီကဒီအိတ်ကက်ကလေးပြချင်လို့အဲ့တော့ဒါစကပြီးမှလိုက်လို့ရတယ်အဲ့တော့မဟုတ်ဒီဟာလေးနှစ်ခုကိုတညီတညာတယ်ခွဲပြီးတော့မိဖူလေးတော့ဖိပေးနော်အမတို့ဒီမှာဒီလိုလေးရပြီဟုတ်ပြီနော်မိဖူလေးချိုးခဲ့ပြီးဒီလိုမျိုးလေးမိဖူချိုးခဲ့တယ်ချိုးခဲ့ပြီးတော့အမတို့ဒီမှာအိတ်ကက်လေးရှိတယ်အိတ်ကက်ကိုအမတို့ဓာတ်ဆက်လိုက်တာပြီးတော့အမတို့ဒီမှာချိုးရိုးလေးနော်ချိုးလေးရမှာတော့ဒါလေးကအလှလေးဟုတ်ပြီနော်အပြင်ဘက်မှာအလှဒါလေးကမတို့အထဲထဲမှာခေါင်းရိုးလေးမလှအဲ့ဒါလေးကိုမတို့တစ်ခုယူမယ်ဒီလိုလေးခွဲခဲ့တာကလေမတို့ဒီအိတ်ကက်ကလေးရဲ့အပေါ်အောက်လေးကိုပေါ့နော်မတို့ခွဲအိတ်ကက်ရဲ့မတို့အလှမလှလေးကိုတစ်ခါတည်းခွဲပြီးသားဖြစ်တယ်မိဘူးလေးတိုက်လိုက်အဲ့တော့အဲ့လိုတိုက်ပြီးသွားရင်မတို့ဒီမှာခွဲချောင်းရလေးနော်ဒီဟာလေးကိုမတို့ပြန်မှတ်လိုက်ဒီမှာပြန်မှတ်ထားလိုက်ခုမတို့ဒီမှာမှတ်ရလေးဟုတ်ပြီနော်အဲ့မှတ်ရလေးမှာမတို့ဒီမှာလဲ1 cm ရှိတယ်အဲ့1 cm နဲ့မတို့ဒီမှာမတို့ချုပ်ရိုး1 cm နင်းခဲ့တဲ့အမှတ်ကလေးတွေ့လားအဲ့ဒါလေးကိုမတို့ဒီမှာလာပြီးတော့ဒီချုပ်ရိုးနဲ့ဒီချုပ်ရိုးနဲ့လာပြီးတော့ဘေးချင်းတိုက်လိုက်ဒီမှာလဲမတို့1 cm ကွက်တိနော်ဒီမှာလေမတို့ကဒီချုပ်ရိုးဒီမှာကွက်တိဒီ1 cm လေးခြံခဲ့တာအဲ့ဒါလေးမားမှာဆိုလို့နော်ဒီမှာဒါလေးကိုပင်လေးချက်တွဲလိုက်အဲ့တော့ပြီးရင်မတို့ဒီနေရာလေးကိုကတ်ပြီးတော့ချုပ်မယ်ဒီမှာကြည့်ဒီလိုလေးရတယ်နော်အဲ့တော့မတို့ကဒါလေးကိုလည်းအဲ့လိုပဲဒီဘက်တစ်ဖက်နော်အဲ့တော့မတို့ဒီမှာအလှမလှခွဲနေစရာမလိုဘူးအဲ့တော့မတို့ဒီမှာဒီလိုလေးခရိုးလေးလှုပ်ထားပြီးသားဆိုတော့မတို့ဒီဘက်ကိုလည်းအဲ့လိုပဲဒီချုပ်ရိုးပေါ်မှာမတို့လာပြန်နေမယ်နော်ဒီမှာဒီဟာလေးကိုနားမလည်ရင်မတို့နှစ်ခေါက်လောက်ပြန်ကြည့်ပါအဲ့တော့ဒီမှာဒါလေးကလည်းဒီလိုလေးဖြစ်သွားမှာလေနော်အဲ့တော့ခုနလိုပဲမတို့ဒါလေးကိုချုပ်ရိုးလေးကိုလာပြန်ပြီးတော့ထပ်မယ်ထပ်ပြီးတော့အဲ့နေရာလေးကိုပင်လေးတစ်ချက်ထိုးလိုက်နော်အဓိကမှာတော့ဒီလိုလေးခွဲထားလိုက်တဲ့အတွက်တခါလေးကိုအလှမလားခွဲစရာမလိုတော့ဘူးဒီမားစရာလည်းမလိုတော့ဘူးပေါ့နော်โอเคမတို့တော်တော်လေးရပြီဟုတ်ပြီနော်အဲ့တော့အဲ့လိုလေးရပြီဆိုတော့မတို့ဒါလေးကိုဓာတ်ဆက်စားလိုက်အဲ့တော့ကိုမဒါလေးကိုဓာတ်ဆက်လေးဘေးလေးတစ်ချက်သွားစားလိုက်အောင်မယ်နော်ဒီမှာနော်ဒါလေးကမတို့ဒီလိုလေးရပြီဒီမှာဘေးကနေဒီလိုလေးကြည့်ရင်တော့အထဲကနေပါနော်မတို့အလှဘက်ကနေကျင်တော့ဒီမှာချိုးရိုးကလေးလုံးဝမတို့ဒီမှာဘာရမတို့မရှိဘူးတိလားနော်မသိရင်ဒီတိုင်းလေးပဲလို့ထင်ရတယ်အဲ့တော့အဲ့ဒါလေးကိုမတို့ကအခုဘာလုပ်မလဲဆိုတော့နော်ဒါလေးကိုမတို့ဒီမှာ1 cm ရှိရဟုတ်ပြီနော်အဲ့ဒါလေးကိုမတို့အလေးစိုက်လိုက်တောက်လျှောက်တရားလေးမြင်မယ်โอเคရပါပြီအဲ့တော့မတို့ရဲ့ဒီမှာ sizing pocket လေးရမယ်ဟုတ်ပြီနော်အဲ့တော့ကိုမတို့ဒီမှာဆိုရင်လုံးဝဘေးရဒီမသိရင်မတို့ဒီအတိုင်းလေးပဲပေါ့နော်ဒါပေမဲ့မတို့ဒီမှာဒီဘေး sizing ဒီ pocket လေးထည့်ထားတာ